အခုဆိုလို့ရှိရင်တို့ရဲ့ဒီမဲရလာဟာမဲဖွင့်ပွဲပြီးသွားပါတော့လေဘာသာမှလည်းမကြောက်ပြီးလို့ရှိရင်မဲယုံနေမှာလည်းလူဝေးလို့ခွေးတောင်မှမလာဘူးเนาะတချို့နေရာတွေမှာတော့တို့ရဲ့နေပယ်အသီးသီးမှာတော့လာရင်လည်းလာကြမှာဗျာတချို့နေရာတွေဆိုလို့ရှိရင်လူဝေးလို့ခွေးတောင်မှမလာကြဘူးမဲယုံပိတ်ခန့်ဒီတောင်မှမက်ကြီးနဲ့អော်ပြီးတော့မဲထဲမဲ့လူရှိပါသေးသလားရှင်မဲထဲမဲ့လူရှိပါသေးသလားရှင်မဲထဲမဲ့ရှိပါသေးကျွန်တော်တို့တခါမှအဲ့လိုကြင်ညာပြီးတော့မဲယုံပိတ်တာတခါမှမတွေ့ခဲ့ဘူးပေါ့နော်အဲ့ဒါလေးအဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူကြည့်မယ်ပေါ့နော်ကျွန်တော်နဲ့အတူကြည့်မယ် reaction လေးကျွန်တော်လုပ်ချင်တယ်ပေါ့နော်လေးပေးမဲ့သူရှိသေးလားစေအမလေးရိုးရိုးဝင်နေတယ်လေးပေးမဲ့သူရှိသေးလားစေမဲပေးမဲ့သူရှိသေးလားတော့တပ်ကြည့်ရအောင်လေးရုံပိတ်တဲ့ကောင်လေးစေမဲရုံပိတ်ပြီးမှရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့ပြောချင်တာလေးကတော့28ရက်နေ့ကနေပြီးတော့28ရက်နေ့ကကျင်းပလိုက်တဲ့နော်စကားစအကျန်းဖက်နော်အကျန်းဖက်စကားမကနေပြီးတော့ကျင်းပလိုက်တဲ့ကိုစောက်ရက်ကိုခွဲတဲ့ပွဲနော်နိုင်ငံကျော်နေမဟုတ်ကဘာကျော်တဲ့စောက်ရက်ခွဲပွဲကြီးပေါ့ဗျာနော်ကျင်းပလိုက်တာနော်အဲ့ဒီစောက်ရက်ခွဲပွဲကြီးမှာဆိုလို့ရှိရင်တချို့တော့သူတို့ရဲ့ဒီနယ်ပယ်အသီးသီးမှာတော့မဲထဲတဲ့လူတွေဒါရှိကောင်းရှိလိမ့်မယ်ပေါ့နော်တချို့သောနေရာတွေမှာဆိုလို့ရှိရင်မဲယုံလူတယောက်မှမလာဘဲနဲ့နော်မဲယုံပိတ်သိမ်းလိုက်ကားတဲ့အနေအထားတွေရှိတယ်နော်ညနေသူတို့အချိန်ပြည့်သွားတဲ့အချိန်တောင်မှမဲထဲဖို့အတွက်ကိုမိုက်တွေနဲ့လှမ်းပြီးတော့ခေါ်ပြီးတော့နော်မိုက်တွေနဲ့လှမ်းခေါ်တယ်မဲထဲဖို့အတွက်ကိုသူတို့ပြောယူရတဲ့ဘဝပေါ့နော်အဲ့လိုဘဝအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘယ်တော့မှမတွေ့ဘူးခဲ့တဲ့အဖြစ်ပြက်ကလေးတွေပေါ့ဗျာဘယ်တော့မှမတွေ့ဘူးခဲ့ဘူးတို့ဒီ2015ပေါ့2020တို့2015တို့ပေါ့ဆိုတော့ဆိုရှင်မဲထဲမဲ့လူတွေကနော်ကြိတ်ကိုတိုးပြီးတော့တန်းစီပြီးတော့မဲထဲရတာလူတွေစိတ်ဝင်စားကြတယ်နော်ဒီ2020ရွေးကောက်ပွဲမှာဆိုလို့ရှိရင်လဲတို့ဒီမဲထဲဖို့အတွက်ကိုရွေးကောက်ပွဲမစတင်ခင်တည်းကနော်တချင်းတွေရေးကြပြီးလို့ရှိရင်ဒီရက်ွက်တွေတဲ့မြို့နယ်တွေထဲမှာဒီဘောက်တွေနဲ့ကားတွေနဲ့စီတန်းပြီးတော့လှဲကြအလှူတွေတော့မှစီကားသေးတယ်နော်အဲ့လိုစီကားတိုက်မြိုင်နဲ့ပြီးတော့ထဲခဲ့တဲ့ခါကျတော့လေဒီရွေးကောက်ပွဲပြီးသွားတဲ့ခါကျတော့လေရွေးကောက်ပွဲပြီးတဲ့ညနေမှာမဲစင်းရင်ကျင်ညာမဲ့အချိန်ကိုစောင့်မျှော်ကြရတာမသိလို့ရှိရင်များအရင်တော့ကျွန်တော်တို့ဒီ Academy ပွဲပွဲမှာဘယ်သူ Academy ရမလဲဆိုပြီးတော့စောင့်မျှော်တဲ့ပုံစံမျိုးဘောလုံးဝမ်းလာလို့ရှိရင်စောင့်မျှော်ပြီးတော့အားပေးရတဲ့ပုံစံမျိုးတခါနဲ့လူစိတ်ဝင်တစားနဲ့နော်ငါတို့မဲပေးခဲ့တဲ့ပါတီကနေပြီးတော့အနိုင်ဘယ်လိုအနေထားရှိမလဲဘယ်နယ်ဘယ်အသီးသီးမှာငါတို့လူတွေနိုင်မလဲနော်ဘယ်ဆန္ဒမဲဆန္ဒနယ်မှာငါတို့လူတွေနိုင်မလဲဆိုတာရင်ခုန်စွာနဲ့ပေါ့နော်ဟိုကိုနိုင်မယ်ဆိုတာသိတယ်နိုင်မယ်ဆိုတာသိတယ်ဒါပေမဲ့အပြတ်အသက်ပေါ့နော်အပြတ်အသက်နိုင်မလဲဆိုတာကိုရင်ခုန်စွာနဲ့စောင့်စားပြီးတော့စိတ်ဝင်တစားနဲ့စောင့်ကြည့်ရတဲ့အနေထားအခုဆိုလို့ရှိရင်တို့ရဲ့ဒီမဲရလာဟာမဲဖွင့်ပွဲပြီးသွားပါတော့လေဘာသာမှလည်းမကြောက်ပြီးလို့ရှိရင်မဲယုံနေမှာလည်းလူဝေးလို့ခွေးတောင်မှမလာဘူးနော်တချို့နေရာတွေမှာတော့တို့ရဲ့နေပယ်အသီးသီးမှာတော့လာရင်လည်းလာကြမှာဗျာတချို့နေရာတွေဆိုလို့ရှိရင်လူဝေးလို့ခွေးတောင်မှမလာကြဘူးမဲယုံပိတ်ခန့်ဒီတောင်မှမက်ကြီးနဲ့អော်ပြီးတော့မဲထဲမဲ့လူရှိပါသေးသလားရှင်မဲထဲမဲ့လူရှိပါသေးသလားရှင်မဲထဲမဲ့ရှိပါသေးကျွန်တော်တို့တခါမှအဲ့လိုကြင်ညာပြီးတော့မဲယုံပိတ်တာတခါမှမတွေ့ခဲ့ဘူးပေါ့နော်အဲ့ဒါလေးအဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူကြည့်မယ်ပေါ့နော်ကျွန်တော်နဲ့အတူကြည့်မယ် reaction လေးကျွန်တော်လုပ်ချင်တယ်ပေါ့နော်လေးပေးမဲ့သူရှိသေးလားစေအမလေးရိုးရိုးဝင်နေတယ်လေးပေးမဲ့သူရှိသေးလားစေမဲပေးမဲ့သူရှိသေးလားတော့တပ်ကြည့်ရအောင်လေးရုံပိတ်တဲ့ကောင်လေးစေမဲရုံပိတ်ပြီးမှရှင်တမဲရုံပါလေချိုးရပြပါတဲ့လေးရုံပိတ်တဲ့ကောင်လေးစေဒီနိုင်ထိုးပါသဖြင့်နဲ့မဲရုံပိတ်ပြီးမှချိုးရပြပါတဲ့လေးနာရီထိုးပါသဖြင့်မဲယုံပိတ်သိမ်းပါပြီရှင်မဲထဲမဲ့လူရှိပါသေးသလားရှင်တဲ့နော်အဲ့ဒါလို့မိုင်းနဲ့អော်ပြီးတော့မေးရတဲ့အနေအထားအဲ့ဒီလိုဗီဒီယိုဖိုင်မျိုးတွေက
နိုင်ငံတကာကိုရောက်သွားမယ်ကဘာကိုရောက်သွားမယ်နိုင်ငံတကာကိုရောက်သွားမယ်ဆိုလို့ရှိရင်မအားလားအနေကတော့ဘယ်လိုလဲဆိုကိုဆောက်ရက်ကိုကဘာမှာတင်ပြီးတော့ခွဲတဲ့ပုံစံမျိုးပဲနော်သူလောက်တဲ့ရွေးကောက်ပွဲကိုလူဝေးလို့ခွေးတောင်မှမထောက်ခံဘူးခွေးတောင်မှစိတ်မဝင်စားမှုမရှိဘူးဆိုတာကိုကဘာမှာချပြလိုက်တဲ့ပုံစံမျိုးပဲနော်သူရဲ့အနေထားသူရဲ့အစဉ်အတန်းကဘလောက်ရှိတယ်ဆိုတာကိုကဘာမှာတွားပြီးတော့ချပြတဲ့အနေထားပဲနော်ဒီသူရဲ့ဒီမဲသူရဲ့သူစကားစားနေပြီးတော့ကြီးမှုကျင်းပပြီးတော့လှုပ်လိုက်တဲ့ဒီမဲဖွင့်ပွဲကိုမဲရွေးကောက်ပွဲကိုဘယ်သူတွေကစိတ်ဝင်စားတယ်စိတ်မဝင်စားဘူးဆိုတာကိုသူကိုယ်တိုင်ကဘာမှာချပြလိုက်တဲ့အနေထားပဲเนาะကိုဆောက်ချက်ကိုခွဲတာဘယ်သူမှခွဲတာမဟုတ်ဘူးကိုဆောက်ချက်ကိုခွဲတာเนาะတခါမှကျွန်တော်မတွေ့ခဲ့ဘူးမဲယုံမဲထဲပဲလူရှိပါသေးသလားဆိုပြီးတော့မိုင်းနဲ့អော်ပြီးတော့ခွာတဲ့အနေထားဆိုကျွန်တော်တခါမှမတွေ့ခဲ့ဘူးရီလဲရီရင်စရာကြီးဗျာเนาะရှက်လဲရှက်စရာကြီးဗျာเนาะဒီ2020တုန်းကဆိုလို့ရှိရင်မဲထဲတဲ့လူတွေကကြိတ်ကြိတ်တိုးနေလို့စောင့်ပြီးတော့မဲထဲရတာเนาะသွားပြီးတော့တန်းစီရတာအကြာကြီးသွားပြီးတန်းစီပြီးတော့မဲထဲရတာเนาะအခုမှမဲထဲမဲ့လူရှိပါသေးလားဆိုပြီးတော့អော်ပြီးတော့မေးရတဲ့အနေအထားပေါ့เนาะဒီဇိုင်းကလာပါတာအနေအထားပေါ့ဗျာခင်ဗျားတို့ရှိရကြည့်တော့မာလာဆောက်ချက်ဘယ်လောက်တော့မှကွဲလဲဆိုတာပေါ့เนาะဒါနိုင်ငံတကာလည်းမထောက်ခံဘူးပြည်တွင်းကလည်းမထောက်ခံဘူးပြည်သူလူထုကလည်းမထောက်ခံဘဲနဲ့နော်ကိုဖာနေကိုဖဲကိုကလဖန်ထိုးကိုတိုင်းချိုးပြီးတော့ကိုတိုင်းဝေတဲ့ရွေးကောက်ပွဲနော်ရွေးကောက်ပွဲမလုပ်ခင်တည်းကတပါတီတည်းပြိုင်ပြီးတော့တပါတီတည်းနိုင်မဲ့အနေအထားနော်အဲ့ဒါကသူတို့ဘာသူတို့ကိုဖဲကိုစင်ပြီးတော့ကိုဝေတယ်ဆိုတဲ့အနေအထားပေါ့နော်အဲ့တော့သူတို့ ਨੇ အင်အားချင်းပြိုင်တဲ့ပါတီကပါတီဝင်တွေကိုခေါင်းဆောင်တွေကိုထောင်သွင်းနေအကျဉ်းချတယ်ပြီးလို့ရှိရင်အားတော့မှအားမရသေးဘူးဗျာနော်ဒီပါတီငယ်လေးတွေမှာဆိုလို့ရှိရင်လေသူတို့ ਨੇ သူနိုင်ကိုနိုင်အပြိုင်ကျဲနိုင်မဲ့ဒီလွတ်တော်အမတ်တွေဆိုလို့ရှိရင်လွတ်တော်အမတ်လောင်းတွေဆိုလို့ရှိရင်သူတို့တွေကနေပြီးတော့ဘာကိစ္စညာကိစ္စဆိုပြီးတော့အကြောင်းပြပြီးတော့ပယ်ထုတ်တာတွေပြီးလို့ရှိရင်ဖြုတ်ချတာတွေပါတီလိုက်ပယ်ထုတ်တာတွေပါလေနော်အဲ့ဒါတွေရှိပြီးတော့မှသူတို့ကျင်းတွေနိုင်မယ်ဆိုပြီးတော့ခွေးကိုဂျောင်ပိတ်ကြိုးတုပ်ပြီးတော့ရိုက်တဲ့ပုံစံမျိုးလုပ်တဲ့ရွေးကောက်ပွဲเนาะအဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့နိုင်ငံကခလေးရအစခွေးရအစုံအကုန်သိတယ်เนาะကဘာကလည်းသိတယ်ကဘာကလည်းအတိမတ်မပြုတ်ဘူးပြီးလို့ရှိရင်ဒီရွေးကောက်ပွဲဟာကျွန်တော်တို့နိုင်ငံနဲ့ကျွန်တော်တို့လူမျိုးတွေအတွက်เนาะလုပ်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးသူတို့ဒီစကားမားကเนาะခွေးပိုချုပ်တတိုက်အတွက်ထွက်ပေါက်တစ်ခုအဖြစ်နဲ့လောက်တဲ့ရွေးကောက်ပွဲဆိုတာကဘာကလည်းသိတယ်မြန်မာကလည်းသိတယ်ခလေးရအစခွေးအစုံအကုန်သိတယ်နော်သွားပြီးတော့မဲထဲတဲ့လူတွေကတော့ဒါနဲ့ခွေးလောက်မှအသိဉာဏ်မရှိတဲ့လူတွေပေါ့ဗျာသွားပြီးတော့မဲထဲတာနော်ခွေးလောက်မှအသိဉာဏ်မရှိတဲ့လူတွေကတော့သွားပြီးတော့မဲထဲကြတယ်ပြီးလို့ရှိရင်တို့ရဲ့ရွေးကောက်ပွဲမှာပါဝင်ကြတယ်နော်အသိဉာဏ်ရှိတဲ့လူတွေကတော့ဒီတို့ပြောတဲ့တို့ဘက်ကပြောတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာကိုစောင်းနေဝေးမူးရစေးလိုပဲဘေးကနေပြီးကိုယ်ဆောင်ကြမသိသလိုနေကြတယ်နော်ဘာဖြစ်ပါဗျာကျွန်တော်နောက်ဆုံးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါဒီမအားလားဆိုလို့ရှိရင်ဒီ28ရက်နေ့ကအချိန်ယူပြီးတော့တေးသေးချာချာပြင်ဆင်ပြီးတော့စနစ်တကျနဲ့တေးသေးချာချာပြင်ဆင်တေးသေးချာစီစဉ်ပြီးတော့မှ28ရက်နေ့မှာကဘာတိအောင်ကိုဆောက်ရှက်ကိုခွဲလိုက်တဲ့နေ့လို့ကျွန်တော်ကတော့သတ်မှတ်ပါတယ်ခင်ဗျနော်အဲ့ဒါလေးပဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျ28ရက်နေ့ဒီဇင်ဘာ28ရက်နေ့ဆိုလို့ရှိရင်မင်းအွန်လိုင်းကသူ့ရဲ့ဆောက်ရှက်ကိုကဘာတိအောင်ခွဲလိုက်တဲ့နေ့ပါပဲခင်ဗျဒါပါပဲ